ကိုကျိုးကိုမငဲ့ပဲပရာဟိတအကျိုးတွေကိုတည်ပိုးပေမယ့်ဝေဖန်သူတွေကြောင့်ဆရာတော်ကြီးတွေစီကဩဝါဒခံယူပြီးအလှူအတန်းရပ်လိုက်ရတဲ့ဦးစင်းလေးကဲပရိသတ်ကြီးတို့ရင်သာသနာအတွက်အားကိုးရမယ့်မော်လမြိုင်မြို့နယ်နေဦးစင်းလေးကတော့အခြားသောမလိုသူတွေကြောင့်ပရာဟိတအလုပ်တွေကိုလုပ်ကင်ခွင့်မရတော့ဘဲရပ်နားခဲ့ရပြီပဲဖြစ်ပါတယ်ဦးစင်းလေးအနေနဲ့ကတော့ဖခင်ရဲ့သားတော်ဖြစ်တာနဲ့အညီတက်ကြီးရွယ်အိုတွေတည်းမကဒုက္ခရောက်နေတဲ့ဘသူကိုမဆိုတက်နိုင်တဲ့ဘက်ကနေကူညီဖေးမပေးပြီးအလှူအတန်းတွေကိုအချိန်တစ်ခုကြာအောင်လို့လုပ်ကင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးလုပ်ကင်တဲ့အခါမှာလဲဘာသာတရားခွဲခြားမှုမရှိပဲစေတနာရှိကနေထားကူညီပေးနေတာမို့တော်တော်များများကဒီဦးစင်းလေးဟာသာသနာမှာထွန်းကားလာမဲ့ကျေပွင့်တပွင့်ဖြစ်လာမဲ့ဆိုပြီးတော့ပါယုံကြည်နေကြပါသေးတယ်ဒါပေမဲ့လည်းဒီရက်ပိုင်းအတွင်းမှာတင်ဦးစင်းလေးဟာမလို့မုန်းထားသူတွေရဲ့အတိုက်အခိုက်ကိုအပြင်းအထန်ခံလာရသလို9ရက်သားသမီးလှူဒန်းထားတဲ့အလူငွေတွေကိုလည်းအလကားလုပ်ပစ်ပါတယ်လို့ဆွဆွဲလာခဲ့ကြတဲ့အပြင်တန်ဃာတော်တပားအနေနဲ့ဝီနီတိတ်ခါနဲ့မညီအောင်လို့တစ်တော့အသုံးပြုနေပါတယ်ဆိုတဲ့အချက်တွေနဲ့ပါတိုက်ခိုက်လာခဲ့တာကြောင့်ဦးစင်းလေးဟာတစ်တော့အသုံးပြုမှုတွေမကအလှူအတန်းတွေကိုပါရပ်တန့်ပစ်လိုက်ဖို့ဆုံးဖြတ်လာခဲ့တာပဲဖြစ်ပါတယ်ဦးစင်းလေးအနေနဲ့ကတော့ဒီလိုမျိုးဆွဆွဲသူတွေကိုအလေးမထားပေမဲ့လည်းဦးစင်းလေးသတင်းသုံးနေတဲ့ကျောင်းနိုင်ဖုန်ကြီးစီကိုပါတိုက်ခိုက်မှုတွေရှိလာတာကြောင့်မို့လို့ဝေဖန်သူတွေကိုအပြည့်အဝခွင့်လွှတ်ပေးပြီးတစ်တော့ရန်နာလိုက်ဖို့ကိုသာပြောလာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးတို့လည်းပရာဟိတအလုပ်တွေကိုဇက်တိုက်လုပ်ကိုင်ပြီးအများအကျိုးတည်ပိုးနေတဲ့ဦးစင်းလေးအတွက်အားပေးစကားလေးပြောပေးသွားကြပါအောင်ဗျာ